ဒါလေးကတော့เนาะကြိုက်မယ်လို့ထင်ပါတယ်အခုလုံးဝ hype ဖြစ်နေတဲ့အကောင်လေးပေါ့နော်ဒီလိုမတ်တရက်တာမကြိုက်ဘူးသူ့ဆက်ထဲကအကောင်လည်းရှိမယ်ပြီးလို့ရှိရင်ဒီလိုမျိုးလုံးဝဓာတ်နဲ့ဝင်ထိုးတဲ့ပုံစံလည်းရှိမယ်နော်နှစ်ကောင်လုံးရှိမယ်ဒီကောင်လေးက190ဒါတော့ကျွန်တော်ဈေးမကြည့်ရအောင်သူကတော့ BIB ပဲဒီကောင်ကနည်းနည်းပိုရှားမဲ့ထဲပါမယ်ဝယ်ရခက်တဲ့ထဲပါမယ်ပေါ့ဗျာအခု local ထဲမှာတော့တိတ်မတွေ့တော့ဘူးဒီကောင်ကဘာဖြစ်လို့ဆိုတော့သူက hype ဖြစ်နေတာလုံးဝ hype ဖြစ်နေတာဒီ Vega ပန့်ကိုယ်တိုင်ကနော်သူဘယ်လိုပြောမလဲ Vega ပန့်ကိုတက်ပြီးခဲ့သူ့ဝမ်းနေတဲ့ပုံစံလေးပေါ့နော်ဟိုကောင်ကကျွန်တော်ပြမလို့ဘယ်နာရောက်နေဒီမယ်နော်ဒါလေးက Yoyo version နော် Yoyo version D ပေါ့နော်ဒီကောင်2သိန်းခွဲနော်ဒီမှာ Grab လည်းရှိမယ် Grab ကဒီကောင်လက်ဆုံးက2သိန်း6000 Yoyo ဟိုအင်ဂျီအဖြူနဲ့ပိုဈေးကြီးရယ်သူကတော့3သိန်းခွဲထင်တယ်အင်ဂျီအဖြူနဲ့ကျွန်တော်ဈေးတော့မကြည့်ရသေးဘူးပြီးရင်ဟိုကောင်ကအော်ဒီမှာလက်ဆုံးကဒီကောင်4သိန်းနော်4သိန်းဒီမှာငကားလည်းရှိမယ်နော်ကဲကျေးဇူးအများကြီးတင်ပါတယ်ဒီမှာ Black Bread စူပူတွေဆောင်းရန် like mic chair